ရိကမှာမြန်မာကျောင်းသားတွေတက်တဲ့အကောင်းဆုံးတက္ကသိုလ်တုံးကူကိုတင်သိပါတလားအမေရိကမှာကျောင်းလာကအပြည့်အဝနဲ့ပညာသင်ဆု scholarship ရပြီးကျောင်းတက်ချင်တဲ့မြန်မာကျောင်းသားတွေရှိလားဒါဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်တော့ဖို့အကြံပြုပါရစေပထမဆုံးကတော့ Harvard University ပဲဖြစ်ပါတယ်သူကတော့အမေရိကန်နိုင်ငံမြောက်ပိုင်း Massachusetts ပြည်နယ် Cambridge မြို့မှာတည်ရှိတာပါဒီကျောင်းကတော့ကျောင်းဝင်ခွင့်ရတဲ့မြန်မာကျောင်းသားတိုင်းကိုနိုင်ငံသားဖြစ်ခွင့်မခွဲခြားပဲမိသားစုဝင်ငွေပေါ်မူတည်ပြီးဗဏ္ဍာရေးအကူအညီကိုတရားခံတော့အပြည့်အဝထောက်ခံပေးပါတယ်နံပါတ်2ကတော့ IB အဖွဲ့ဝင် Yale University ပဲဖြစ်ပါတယ်သူကတော့ Connecticut ပြည်နယ် New Haven မြို့မှာတည်ရှိတာပါဒီတက္ကသိုလ်ဟာနိုင်ငံတကာကျောင်းသားတွေအတွက်အလင်းခိုင်မာတောင်းတင်းတဲ့ပညာသင်ဆုတွေပေးရတဲ့အပြင်ကမ္ဘာတဝန်းကထူးချွန်ထက်မြက်တဲ့ကျောင်းသားတွေစုံညီစွာတက်ရောက်ကြတာကြောင့်တက်တဲ့တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ Duke University ပဲဖြစ်ပါတယ်အမေရိကန်တောင်ပိုင်း North Carolina ပြည်နယ် Durham မြို့မှာတည်ရှိတာပါဒီတက္ကသိုလ်မှာဆိုရင်ထူးချွန်ထက်မြက်တဲ့နိုင်ငံတကာကျောင်းသားတွေတဲ့အကျောင်းလာကတွေမကပဲနေစိတ်စားစရိတ်နဲ့လေးမြန်စိတ်တွေပါပြေဝထောက်ပံ့ပေးတဲ့ CAF International Scholars Program ရှိတာကြောင့်တက်တင်ပါတယ်ဒီလိုနိဗ္ဗာန်စနစ်ကျင့်သုံးတဲ့ University တွေကတင့်ရဲ့ငွေကြေးအခြေအနေကိုမကြည့်ပဲတင့်ရဲ့ထူးချွန်မှုထက်မြက်မှုတွေကိုပဲကြည့်တာပါဒါဆိုတင်ကဘယ် uni ကိုအကြိုက်ဆုံးဖြစ်မလဲ